မျိုးသားတဦးသည်စက်တုံလေးတပင်ကိုကင်ထားသည်ထို့နောက်ရင်းကိုငကား၏နောက်ပိုင်းထဲသို့ထိုးထည့်လိုက်ရာငကားမှာအလွန်အံ့အားသင့်ပြီးဇဝေဇဝါဖြစ်သွားရှာသည်ထို့နောက်ထိုမျိုးသားကငကား၏ခါပတ်လေကိုစတင်တန်ရှင်းရေးလုပ်ပေးသည်ရုတ်တရက်ဆိုသလိုလေပြင်းတစ်ချက်ပေါက်ထွက်လာတော့သည်ထိုအနက်မှာအလွန်ဆိုးရွားလွန်းလာသဖြင့်ထိုမျိုးသားမှာမူလဲမတက်ဖြစ်သွားရသည်သို့သောဤမျိုးသားမှာတာမန်လူတစ်ယောက်မဟုတ်ပေသူသည်ဝိုင်းရင်တရိတ်ဆန်ဆရာဝန်တဦးဖြစ်ပြီးကြောက်မက်ဖွယ်ကောင်းသောအနံ့အသက်များကိုကင်တွယ်ဖြည့်ရှင်းရာတွင်နှစ်ရှည်လများအတွေ့အကြုံရှိထားသူဖြစ်သည်ငကားမှာနာကျင်မှုကိုဆက်လက်မအောင်အင်းနိုင်တော့ပေရုံထွက်ရန်စူးစမ်းတော်လဲအနားရှိလူများကငင်းမြန်စွာဝိုင်းဝန်းချုပ်ကင်ထားကြသည်ဆရာဝန်သည်ငကား၏ပိုက်ထဲမှထူးဆန်းသောပစ္စည်းများကိုစတင်ဆွဲထုတ်လေတော့သည်ချက်ဝတ်တန်စာအပိုင်းအစများအယိုးများနှင့်အခြားအသုံးမဝင်သောပစ္စည်းများစွာပါလာသည်နောက်ဆုံးတွင်သူသည်ငကားပိုက်ထဲမှဓာတ်ငါးလက်ကိုဆွဲထုတ်နိုင်ခဲ့သည်။ဦးလန်းချောင်းတစ်ခုလုံးကိုအောင်မြင်စွာတန့်စင်ပေးပြီးနောက်တွင်ငကားမှာများစွာနေထိုင်ကောင်းသွားပြီးတက်တာရသွားသည်။ငကားသည်အလွန်ဝမ်းသာသွားသဖြင့်ဆရာဝန်ကိုဤရတနာများပေးအပ်ကာဆရာဝန်၏ထူးချွန်လှသောလက်ရာအတွက်ကျေးဇူးတင်စကားဆိုလေသည်။ဒူးလက်တဲသည်အမြဲတမ်းတိရစ္ဆာန်ဆရာဝန်တဦးဖြစ်ခဲ့သည်တော့မဟုတ်ပါပြင်းထန်သောဒဏ်ရာတစ်ခုရရှိခဲ့ပြီးနောက်သူ၏ဘဝမှာလုံးဝပြောင်းလဲသွားခဲ့သည်သူသည်ထူးဆန်းသောစွမ်းရည်တစ်ခုကိုရရှိခဲ့သည်ဒီမှာတိရစ္ဆာန်များနှင့်စကားပြောနိုင်ခြင်းပင်ဖြစ်သည်ဤစွမ်းအားကြောင့်ပင်သူသည်ထူးခြားသောဆရာဝန်တဦးဖြစ်လာခဲ့သည်တနေ့တွင်ဘုရင်မကြီး၏အခြေအနေမှာအလွန်စိုးရိမ်ရသဖြင့်မင်းသမီးတစ်ပါးကသူ့ကိုနန်းတော်သို့ခေါ်ယူခဲ့သည်မင်းတို့၏မြင်ရထားသည့်ဘက်ကင်ဟမ်နန်းတော်ရင်ပြင်သို့ရောက်ရှိလာသောအခါစစ်သားတအူးကတကားကိုပြေးဖွင့်ပေးသည်ရုတ်တရက်မြင်ရထားထဲမှဝင်းကလာဝက်ဝင်တကောင်ခုန်ထွက်လာသည်အမှန်စင်စစ်တွင်ဒူးလက်တဲကဘုရင်မကြီးကိုကုသပေးနိုင်ရန်အတွက်တိရစ္ဆာန်များကမင်းသမီးနှင့်အတူပါလာခဲ့ခြင်းဖြစ်သည်ဒူးလက်တဲသည်ကလာအုပ်မြတ်ကိုစီး၍ခမ်းမထဲသို့ဝင်လာသည်ကုလားအုပ်မြတ်မှာမျက်စိတေချာမမြင်သဖြင့်လမ်းတစ်လျှောက်ရှိတန်ကြက်ကဝတ်စုံများကိုတိုက်မိလဲကျစေခဲ့သည်ထို့နောက်ဒူးလက်တဲသည်တိရစ္ဆာန်အုပ်စုကြီးနှင့်အတူဘုရင်မကြီး၏အိတ်ခမ်းထဲသို့ဝင်ရောက်ခဲ့သည်ဘုရင်မကြီးမှာတေလူနီးပါးဖြစ်နေသည်ကိုတွေ့ရသောအခါသူသည်ပုံမှန်မဟုတ်သောအရာတစ်ခုခုကိုရှာဖွေနိုင်ရန်ခွေးတစ်ကောင်ကိုအနံ့ခံခိုင်းလိုက်သည်ခွေးကပန်းနှင့်တူသောလျှို့ဝှက်ဆန်းကျဲသည့်အနံ့တစ်ခုကိုရရှိတော်လဲမြည်သည့်အရာဖြစ်ကြောင်းအတိအကျမသိရှိနိုင်ပေထို့နောက်ဒူးလက်တဲသည်မျက်မှန်တက်ကငါးကန်ထဲသို့ခုန်ဆင်းပြီးရေပွဲတစ်ကောင်နှင့်စကားပြောသည်ရင်းနောက်သူ၏မှတ်စုစာအုပ်ကိုထုတ်ယူကာခွေးနှင့်အတူအဆင့်ဆင့်ပြန်လဲစစ်ဆေးသည်နောက်ဆုံးတွင်ဘုရင်မကြီးသည်အလွန်ရှားပါးပြီးအစိတ်ပြင်းသောအပင်တစ်မျိုးဖြင့်အစိတ်ခတ်ခံထားရခြင်းဖြစ်ကြောင်းပေါ်ပေါက်လာသည်အကယ်၍9ရက်အတွင်းမကူးတနိုင်ပါကသူမအသက်ရှင်နိုင်မည်မဟုတ်ပေဘုရင်မကြီးကိုကယ်တင်ရန်အတွက်ဒူးလက်တဲသည်ဤရင်ကျွန်းသို့သွားရမည်ဖြစ်သည်အဖေကြောင့်ဆိုသောကုထုံးမှာထိုကျွန်းတွင်သာရှိသောကြောင့်ဖြစ်သည်မထွက်ခွာမီသူသည်နန်းတော်တွင်သတင်းများကိုတိတ်တဆိတ်သတင်းပို့နိုင်ရန်ကြော်ကြားသောပကြီးကားတစ်ချက်၏နောက်ွယ်တွင်ပစင်းရင်ကွဲတစ်ကောင်ကိုဝတ်ထားခဲ့သည်သူသည်ခွေးကိုလုံခြုံရေးတာဝန်ပေးအပ်ခဲ့ပြီးဘုရင်မကြီးအစားအသောက်များကိုကိုယ်တိုင်စောင့်ကြည့်ရန်မင်းသမီးကိုညွှန်ကြားခဲ့သည်စီစဉ်စရာရှိသည့်များကိုပြုလုပ်ပြီးနောက်ဒူးလက်တဲသည်ဤရင်ကျွန်းကိုရှာဖွေရန်တိရစ္ဆာန်များနှင့်အတူခရီးထွက်ခဲ့လေတော့သည်